အိတ်ချက်မျိုးတွေကိုဝယ်ယူတဲ့အခါမှာဒီမိတ်ဆွေကိုဝယ်ယူလိုက်တဲ့မြေကွက်ကလမ်းနဲ့မိတ် area အတွင်းမှာပါနေတာလားဒီလိုမျိုးလမ်းနဲ့မိတ် area ရဲ့မှာပါမပါဆိုတာကိုမိတ်ဆွေတွေကသတ်မှတ်ထားတဲ့လမ်းနဲ့မိတ်တွေကိုသိထားဖို့လိုအပ်ပါတယ်ရှင်အမြန်လမ်းမကြီးနဲ့ပတ်သက်ပြီးတော့သူကဒီလမ်းနဲ့မိတ်အနေနဲ့ပေါ့နော်ပေလေးရာသတ်မှတ်ထားပါတယ်မီတာအနေနဲ့ကတော့122မီတာပဲဖြစ်ပါတယ်ရှင်ကျမတို့ဒီအများဆုံးဒီကွက်တွေကိုအယောင်အဝယ်ပြုလုပ်တာကကြတော့ပြည်တော်စုလမ်းမကြီးတွေရှိတယ်ပြည်တော်စုလမ်းမကြီးတွေဆိုလို့ရှိရင်တော့49.85မီတာနည်းနည်းလေးရှိရပြီးတော့ပေအကျယ်နဲ့ဆိုလို့ရှိရင်တော့သူကဒီ150ပေပေါ့နော်150ပေအကွာအဝေးရှိရပါမယ်ရှင်ဒါအပြင်ခရိုင်နဲ့မြို့နယ်ကိုဆက်သွယ်တဲ့လမ်း area နည်းနည်းမိတ်မှာဆိုလို့ရှိရင်45.85မီတာနည်းနည်းမိတ်ရှိရပြီးတော့ပေအဒီနဲ့ဆိုလို့ရှိရင်တော့ပေ150ရှိရမှာဖြစ်ပါတယ်ရှင်မြို့နယ်နဲ့ကြီးရွာတွေကိုဆက်သွယ်တဲ့လမ်းနည်းနည်းမိတ် area ဟာဆိုလို့ရှိရင်30.5မီတာရှိရပြီးတော့ပေအကွာအဝေးနဲ့ဆိုလို့ရှိရင်တော့ပေ100နည်းနည်းမိတ်ထားရှိရမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မိတ်ဆွေတို့တွေဝယ်ယူတဲ့ HM တွေကလမ်းနည်းနည်းမိတ် area နဲ့လွတ်ကင်းလားမလွတ်ကင်းဘူးလားဆိုတာကိုဝယ်ယူစိတ်ညံမချခင်တဲ့ကဒီအချက်တွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်ရှင်။ယခုအခါမှာနိုင်ငံတော်ကနေပြီးတော့လမ်းနဲ့မိတ်နဲ့မလွတ်ကင်းတဲ့နေရာတွေဂျိုးဖြူပိုင်လန်းအကွာအဝေးနဲ့မလွတ်ကင်းတဲ့နေရာတွေကိုပြန်လည်ပြီးတော့စစ်ဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်။အားလုံးပဲအဆင်ပြေကြပါစေရှင်။